ဘဝမှာလူရယ်လို့မွေးဖွားလာပြီးလာလူရယ်လို့ဖြစ်တည်လာလို့နံပါတ်1ရွယ်ဦးစားပေးရင်ပညာရှာတယ်ပညာရှာပြီးတော့မှဥစ္စာဆိုတာရှာတယ်ဥစ္စာရှာပြီးတော့မှအဲ့နောက်ကပါလေတော့ကိုလည်းမသိငိမ့်သားယူလာပါလာတော့ကိုလည်းမသိတကယ်တည်းတီးတဲ့ဟာလို့ပြောလိုက်နံပါတ်1အရွယ်မှာလူမှာတဲ့3မျိုးရှိတယ်တဲ့နံပါတ်1အရွယ်မှာပညာရှာတယ်ဒုတိယအရွယ်မှာနံပါတ်2အရွယ်မှာဥစ္စာရှာတယ်တတိယအရွယ်မှာအိုခြင်းနာခြင်းသိခြင်းဆိုတော့ရှိတဲ့အတွက်တတိယအရွယ်မှာအေးချမ်းတဲ့ဘဝတစ်ခုကိုရှာတဲ့ဒါတော့ပြောပြကြတာပဲရှေးမီယိုဖလာလာဘယ်လိုမျိုးပြောရမလဲရှေးကလူကြီးသူမတွေပေါ့အမေတို့အဖေတို့အဖွားတို့အဖိုးတို့ဘာဘေးပေါင်ဘတ်ပုံမျိုး80ကနေပြီးတော့စင်ငယ်ပြောလာတဲ့ knowledge လေးတစ်ခုပေါ့ပထမရွယ်မှာတဲ့ပညာရှာတဲ့ဒုတိယရွယ်မှာတဲ့ဥစ္စာရှာတဲ့တတိယရွယ်မှာတဲ့သိခြင်းနာခြင်းအိုခြင်းကိုအတွက်ကိုလုံးဝရင်ဆိုင်နိုင်ဖို့အတွက်ဘယ်လိုပြောရမလဲဆိုတော့အေးရရောင်လေးဖြစ်ပြီးတော့ဒီကမှာငြိမ်လေးနေသွားဖို့အတွက်ကိုရှာကြတဲ့ဒီခေတ်လူငယ်တွေကိုပြောချင်တဲ့စကားလေးမီယိုဖလာစင်သက်လာတဲ့စကားလေး3မျိုးပဲရှိတယ်1 2 3ပထမရွယ်မှာဥစ္စာရှာဒုတိယရွယ်မှာမဟုတ်ပါဘူး sorry မှားသွားလို့စကားတော့ပထမရွယ်မှာပညာရှာတဲ့ဒုတိယရွယ်မှာဥစ္စာရှာတတိယရွယ်မှာအေးအကြောင်းနေပြီးတော့လုံးဝတရားပါဝနာအားထုတ်ဖို့တော့ဘာလို့လုံးဝငြိမ်းချမ်းတဲ့နေရာမျိုးကိုရှာတဲ့ဒါမီယိုဖလာစင်သက်လာတဲ့စကားလေးတုံးကုန်ပဲအလားဘယ်သူတွေပြောခဲ့လဲဆိုတော့ဘာဘေးပုံပေါင်ဘတ်ဘာဘေးပေါင်ဘတ်ဘာဘေးမောက်ဘတ်အဲ့လိုမျိုးအပေါ်မျိုး80ကပြောခဲ့တဲ့စကားတွေပေါ့အောင်မျိုး80ကကြတော့ကိုခုပြောနေတဲ့ကျွန်တော်ရဲ့စကားရဲ့ကျွန်တော်ရဲ့မျိုးဆက် generation ကကြတော့တာမင်းမြတ်တီတို့ကျွတ်ဆက်အဲ့လိုမျိုးစမ်းသပ်ဖို့တော့ပြောကြတာပဲဒါတော့ကျွန်တော်မှတ်မိတာလေးကိုတင်ပြတာမှားလားမှန်လားကိုယ်ကဝေဖန်ကြပေါ့ဒီလောက်ပဲ